မင်္ဂလာပါတတမမီတို့ရေပုံမြင်နန်းတော် YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဦးကတတမမီတို့ကိုမာနာကြီးတဲ့စင်းဆိုတဲ့ပုံမြင်လေးကိုပြောပြပေးသွားမယ်နော်ကဲစလိုက်ကြရအောင်နော်ဟိုးရှိတုန်းကတဲ့ခွေးလေးတစ်ကောင်ရှိတယ်တဲ့အဲ့ခွေးလေးရဲ့သခင်ဟာဆိုလို့ရှိရင်စင်းရဲတဲ့လေသမားတူဖြစ်တယ်တဲ့အဲ့လေသမားကြီးကစင်းရဲပေမဲ့အဲ့သူ့ရဲ့ခွေးကလေးကိုအယမ်းချစ်ပြီးတော့အစာကိုလည်းဝဝလေးလေးကျွေးသူသားလေးလိုကျွေးမွေးပြီးတော့စောင့်ရှောက်ပြီးတော့သူသွားတဲ့နေရာမှန်သမျှကိုခေါ်ပြီးတော့သွားတယ်အဲ့လိုသွားတဲ့အတွက်ခွေးလေးကသခင်ကိုလည်းအယမ်းချစ်တာပေါ့ကွယ်အယမ်းလည်းသစ္စာရှိတာပေါ့ဒီနေ့တော့လေသမားကြီးဟာတဲ့တေးဆုံးသွားတဲ့အတွက်ခွေးကလေးကသူ့ကိုစောင့်ရှောက်ပြီးမဲ့သခင်မရှိတော့ဘူးအဲဒါကြောင့်မလို့ခိုးရမယ်ဖြစ်သွားတယ်အဲဒါကြောင့်မလို့ခွေးကလေးကသူ့ကိုစောင့်ရှောက်ပြီးမဲ့သူတယောက်ကိုအပူတပြင်းရှာနေတာပေါ့ကွယ်တနေ့မှာတော့သူကစင်တကောင်နဲ့တွေ့ပြီးတော့သူ့တငယ်သူနဲ့နေခွင့်တောင်းလိုက်တယ်တငယ်စင်ကြီးခင်ဗျာကျွန်တော်ရဲ့တခင်ကတေးသွားတဲ့အတွက်တခင်အစင်ကြီးနဲ့တူတူနေခွင့်ပေးပါကျွန်တော်အားငယ်လို့ပါလို့တောင်းပန်ရှာတယ်ဒါပေမဲ့စင်ကြီးကအယံကိုမာနကြီးတယ်သူကမန်တက်ပြီးတော့သူကပြန်ပြောလိုက်တယ်ငါဟာအလွန်မတန်ခွန်အားကြီးမားတဲ့စင်ဖြစ်တယ်ဒါကြောင့်မလို့တငယ်ချင်းမလို့ငါဖာသာတယောက်တည်းနေမယ်ဆိုပြီးတော့ပြောပြီးတော့နင်းကိုလည်းမလိုအပ်ဘူးနင်းကိုလည်းငါမကြည့်နိုင်ဘူးမဆောင်းချောင်းနိုင်ဘူးဆိုအဲ့ခွေးလေးကိုကန်ထည့်လိုက်တယ်ခွေးလေးကလည်းတန်ချက်တွေနဲ့လိမ့်ပိတ်ခံပြီးတော့စိတ်ရှိနဲ့ထပ်ပြီးတော့တောင်းပန်ရှာတာပေါ့ဒါပေမဲ့စင်ကြီးကလုံးဝကိုမရဘူးမာနာကြီးတဲ့စင်ကြီးကိုအဲ့ဒါကြောင့်မလို့ခွေးကလေးကိုဒဏ်ရာရအောင်ကန်ပြီးတော့သူကထွက်သွားလိုက်တယ်အဲ့လိုထွက်သွားတော့ခွေးလေးကစိတ်ပြစ်လက်ပြစ်နဲ့နေစင်ကြီးနဲ့ဝေးအောင်ထွက်သွားတယ်နောက်တစ်နေ့မှာတော့အဲ့ခွေးလေးကကြီးကန်းတစ်ကောင်နဲ့သွားတွေ့တယ်သွားတွေ့ပြီးတော့ခုနလိုစင်ကြီးမှာအကူကြီးတောင်းတယ်လို့ပဲကြီးကန်းစီမှာအကူကြီးတောင်းလိုက်တယ်ဒါပေမဲ့ကြီးကန်းဟာအလွန်ကိုတနာကျင်နာတတ်တဲ့စိတ်တော်ရနူးညံ့တဲ့ကြီးကန်းဖြစ်တဲ့အတွက်ခွေးလေးကိုတနာတဲ့အတွက်အတူတူနေခွင့်ပေးလိုက်တယ်ကဲတကယ်ချင်းခွေးလေးငါနဲ့အတူတူနေဆိုပြီးတော့တကယ်ချင်းနောက်တော့တူစားတူသွားတူလာတကယ်ချင်းကောင်းနေဖြစ်သွားကြတယ်တဲ့အခွေးလေးကလည်းကြီးကန်းကိုချစ်ခင်ပြီးတော့တနေ့တော့သူ့ရဲ့အကြောင်းတွေကိုအကုန်ပြောပြလိုက်တယ်သူ့ကိုနှိပ်စက်ခဲ့တဲ့အင်မတန်မှမာနာကြီးတဲ့စင်ကြီးအကြောင်းကိုလည်းပြောပြလိုက်တယ်တဲ့အဲဒီတော့ကြီးကန်းဟာခွေးကလေးကိုအယံကိုတနာသွားတယ်တနာသွားပြီးတော့ဒီဘဝင်မြင့်တဲ့စင်ကိုမာနာကြီးတဲ့စင်ကိုငါတို့သင်ခန်းစာပေးကြမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ရတယ်ဒါနဲ့ကြီးကန်းဟာသူ့ရဲ့တငယ်ချင်းစီကိုတငယ်ချင်းနောက်တစ်ယောက်ဖြစ်တဲ့ရင်ကောင်ပေါ့နော်ရင်ကောင်စီကိုတွားပြီးအကူညီတောင်းတယ်တဲ့ကူညီတောင်းပြီးခွေးလေးရဲ့ဖြစ်စဉ်ကိုအစင်ကြီးကခွေးလေးကိုဘလို့နှိပ်စက်ခဲ့တာဘလို့တန်တန်ကြက်အောင်လုပ်ခဲ့တာပြီးတော့စာနာသိမရှိဘူးအဲ့တော့သူ့ကိုငါတို့တင်ငန်းစာပေးကြဆိုပြီးတော့တင်ငန်းစာပေးဖို့အစီအစဉ်တွေဆွဲလိုက်ကြတာပေါ့ကွယ်အဲ့လိုစီစဉ်တွေဆွဲတဲ့အထက်မှာဘယ်လိုလုပ်မလဲဆိုတော့သူကကြီးကန်းကစင်ကြီးရဲ့ခေါင်းပေါ်ပြန်သွားပြီးတော့တနေ့နည်းနည်းစီသူကထိုးမယ်စိတ်မယ်သူ့ထွက်အောင်လုပ်မယ်အဲ့လိုရက်ပေါင်းများစွာကြာလာတဲ့အထိအဲ့လိုသူ့ရဲ့ကြီးကန်းရဲ့နှုတ်သီးနဲ့ထိုးစိတ်လိုက်တဲ့အခါမှာစင်ကြီးကတဖြည်းဖြည်းနဲ့အနာဖြစ်လာတယ်အဲ့အနာဖြစ်လာတဲ့အခါမှာသူကရင်ကောင်တငယ်ချင်းကဘာလုပ်ပေးရမလို့ဆိုအဲ့ဒီအနာပေါ်မှာရင်ဥတွေတွားဥပေးရမယ်ရင်ဥတွေတွားဥလိုက်လို့ရှိရင်သူကမဖြစ်မလို့ဆိုအနာကြီးလာမယ်အနာကြာကြီးလာလို့ရှိရင်အဲ့စင်ပေါ်ရဲ့လောက်ဆင်းအဲ့အနာပေါ်မှာလောက်ပေါ့နော်လောက်ကောင်လေးတွေတက်ပြီးတော့အနာကိုတစ်ဖြည်းဖြည်းကိုက်မယ်အဲ့နေရာဖြင့်ဒီစင်ကြီးကမျိုးလုံးကွယ်သွားမှာပေါ့နော်အဲ့ပလန်အဲ့အစီအစဉ်ကိုဆွဲပြီးတော့သူတို့ကကဲကောင်းတယ်ဖော်လိုက်ကြတော့တယ်ခုနလိုပြောတဲ့အတိုင်းပဲကြီးကန်းကတနေ့နည်းနည်းစင်ကြီးကိုအနာဖြစ်အောင်စိတ်လိုက်တယ်အဲ့ခေါင်းကိုပေါ့နော်စင်ကြီးရဲ့ခေါင်းမှာအနာဖြစ်လိုက်တဲ့ခါရင်ကောင်တဲပြီးဥလိုက်တယ်ရင်ကောင်တဲတဲ့ခါအဲ့ရင်ကောင်ဥလေးတွေကဘာဖြစ်သွားတော့သူကလောက်ဖြစ်သွားတယ်အဲ့လောက်ကအဲ့အနာကိုဖြည်းဖြည်းချင်းကိုင်ရင်နဲ့ခေါင်းကနေနဖူးကနေမျက်လုံးပေါ့နော်မျက်လုံးထိရောက်သွားပြီးတော့နောက်ဆုံးမှာအဲ့ဆင်းရဲမျက်လုံးကြီးကန်းသွားပါလေရောဆင်းရဲမျက်လုံးကန်းသွားတဲ့အခါကျတော့ဆင်းဟာသူလည်းမမြင်ရတဲ့အခါကျတော့အစာရှာလို့လည်းမရအနာတန်တွေကလည်းနှိပ်စက်နောက်မှသူဆောက်ရှောက်မဲ့တငယ်ချင်းကလည်းမရှိအဲ့ဒါနဲ့တသက်သူကပိန်ချုံပြီးတော့နောက်ဆုံးမှာအဲ့စီကြီးဟာဘလောက်ပဲခွန်အားပလာကြီးအစာငတ်ပြီးတော့တည်သွားရှာတဲ့အဲ့တော့ပုံမြင်လေးရတော့ဒါပဲတတို့မိမိတို့ရေအဲ့တော့ဒီပုံပြင်မှာဆိုရင်တော့စင်ကအင်မတန်မာနကြီးတယ်မာနကြီးပြီးတော့ခွေးကလေးကိုမထီမဲ့မြင်လောက်ပြီးတော့သူကကန်ထုတ်လိုက်တဲ့ခါမှာခွေးလေးက
သူ့ကိုနှိပ်စက်တဲ့ဒီဆင်းကြီးကိုကလေးသားပြန်ချေမယ်ဆိုပြီးတော့တငယ်ချင်းကြီးကန်းနဲ့ပေါင်းတဲ့တငယ်ချင်းကြီးကန်းကလည်းခွေးလေးကိုတနာပြီးတော့ဆင်းကြီးကိုကလေးသားချေမယ်ဆိုပြီးတော့သူ့ရဲ့ရင်ကောင်းနဲ့ပေါင်းတယ်ပြီးတော့သူတို့ရဲ့အစီအစဉ်အတိုင်းဆင်းကြီးကိုအနာဖြစ်အောင်ကြီးကန်းကထိုးစိတ်ဖြစ်လာတဲ့အနာပေါ်မှာရင်ကောင်းကဥပေးရင်ကောင်းကနေတဖြည်းဖြည်းသူကရင်ဥလေးတွေကနေလောက်လေးတက်လာပြီးတော့အနာကိုတဖြည်းဖြည်းကိုက်နေမျက်စိကန်းသွားဆင်းကြီးကအဲ့လိုနဲ့သူကမျက်လုံးမမြင်ရတော့ပဲအစာရည်သာရှာစားလို့ရလည်းမရဆောက်ရှောက်မဲ့သူကလည်းတကယ်ချင်းမရှိအဲ့ဒါကြောင့်မလို့သူကတူးတဲ့နောက်ဆုံးမှာအစာငတ်ပြီးတော့သေးသွားတာပေါ့တသားမီတို့ရေအဲ့တော့လောကကြီးမှာတယောက်တည်းနေလို့မရဘူးသားမီတို့ရေအဲ့တော့တကယ်ချင်းကောင်းကိုပေါင်းရမယ်ကိုယ့်ပေါ်ပြုစုဆောက်ရှောက်မဲ့ကျင်းနာမဲ့တကယ်ချင်းကိုဂရုစိုက်ရမယ်အတူတူသူတို့နဲ့သိုးတူကောင်းတဲ့တိုင်းပင်မောတိုင်းပင်ပဲဖြစ်ပြီးတော့တကယ်ချင်းချင်းသက်သက်ရှိသွားနေရမယ်ပေါ့နော်ဒီပုံမြင်လေးရတော့တတတို့မိတို့ကိုအဲ့လိုမျိုးလေးတင်ပေးတာဖြစ်ပါတယ်ကဲတတတို့မိတို့ဒီနေ့တော့ဒီလောက်ပါပဲနော်ဦးလည်းနှုတ်ဆက်ပါတယ်နောက်နေ့ကျမှပြန်ပြီးတော့ဆုံကြမယ်နော်ကဲဒီနေ့တော့တတ